Institute မှာကြီးမှုကျင်းပတဲ့2025ခုနှစ်တတိယအကြိမ်ဘွဲ့ရင်းသဘင်ခန်းနာစတင်ဖွင့်လှစ်ကြောင်းကြေညာရပါတယ်မောင်မယ်တို့နေဖြင့်မိမိတို့အတွက်လိုအပ်တဲ့ပညာရပ်များကို Innovative Dragon Management Institute ကိုရွေးချယ်ကာသင်ကြားတက်မြောက်ခဲ့ခြင်းပေါ်ယုံကြည်ချက်အပြည့်နဲ့ဂုဏ်ယူစွာဖြင့်ယနေ့ဝယ်နှင်းသဘင်ခမ်းနားကိုတက်ရောက်ရယူကြတဲ့အတွက်လည်းအင်မတန်မှဝမ်းမြောက်ရပါတယ်ဝေးရမောင်မယ်များအားလုံးဟာမိမိတို့ရဲ့စ조사မှုရလဒ်ကိုမှတ်တိုင်တစ်ခုဖြစ်အောင်မြင်စွာရပ်တည်ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်မောင်မယ်တို့ဟာအခုလိုသက်ဆိုင်ရာဘာသာရပ်လိုက်ဖွဲ့အသီးသီးမှာထူးချွန်စွာအောင်မြင်ခဲ့ကြပြီးဖြစ်တဲ့အတွက်ကြောင့်ယနေ့မှစ၍ဒီပလိုမာပွဲရမောင်မယ်အားလုံးတို့ရဲ့သက်ဆိုင်ရာအနှင်းအတော်ဝစ်စုံများကိုစတင်ဝစ်ဆင်ခွင့်ပြုလိုက်ပြီးအားလုံး congratulations ပါ